အပိုင်း9ရဲ့အစမှာတော့ KG တို့အဖွဲ့ဟာထိုလူစိမ်း live လွှင့်ခဲ့တဲ့ဗီဒီယိုကြောင့်မြို့ထဲမှာအရန်ကိုနာမည်ကြီးနေခဲ့ပြီးလူတွေရဲ့အာရုံစိုက်မှုကိုပါခံနေရပါတယ်။ဒါအပြင်သူတို့ကိုဖမ်းဆီးချင်နေတဲ့လူတွေပါရှိနေတာကြောင့်လူတွေလက်ကလွတ်အောင်ပြေးနေခဲ့ရပါပြီ။တစ်ဖက်မှာတော့လူတစ်ယောက်ကသူ့ရဲ့ဗီဒီယိုကြည့်ရှုသူ3တန်းကျော်ထိရှိလာတာကြောင့်နောက်ဆုံးတော့ငါနာမည်ကြီး VTuber ဖြစ်ပြီဆိုပြီးပျော်နေတာကိုတွေ့ရမှာပါ။အရင်ကထိုလူဟာပိုးကောင်တွေဖမ်းပြတဲ့ဗီဒီယိုတွေ live ပေါ်တင်ခဲ့ပေမဲ့ထင်တဲ့လောက်အာရုံစိုက်မှုမခံခဲ့ရပါဘူး။အခုတော့ကြက်တွေကြောင့်သူနာမည်ကြီး VTuber ဖြစ်တော်မယ်လို့ပြောပြီးကြက်တွေရဲ့နောက်ကိုခြေရခံပြီးလိုက်လာနေခဲ့ပါပြီ။ KG တို့အဖွဲ့လည်းလူတွေမမြင်နိုင်တဲ့နေရာတစ်ခုမှာရှိနေကြပြီးအခြေအနေတွေတည်ငြိမ်သွားတဲ့အထိပုံနေကြမယ်လို့ Elizabeth ကပြောပါတယ်။ KG ကတော့ပုံနေတာငါ style မဟုတ်ဘူးငါလန်းငါသွားမယ်လို့ဆိုပါတယ်။ပီယိုကိုကရံမထစ်ကြဘူးတားပေမဲ့လည်းမရပါဘူး။ Elizabeth ကလူတွေဖမ်းတာခံရနိုင်တယ်လို့ပြောနေပေမဲ့လည်း KG ကတော့ငါတယောက်တည်းဆက်သွားမယ်မိမတယောက်ရဲ့အမိန့်ကိုမနာခံနိုင်ဘူးလို့ပြောပြီးထွက်သွားခဲ့ပါပြီ။ပီယိုကိုကဦးလေးစောင့်မအောင်လို့ပြောပြီးအပြေးလိုက်ပေမဲ့လည်းမမီတော့ပါဘူး။နောက်တော့ KG တယောက်တည်းမြို့ထဲမှာရှောက်သွားနေတာကိုတွေ့ရမှာပါ။ထိုချိန်မှာပဲအနောက်ကလူတယောက်ပေါ်လာပြီးသူ့ကိုပိုက်ကွန်နဲ့ဖမ်းဖို့လုပ်တာကြောင့်ထိုလူလေးပိုက်ကွန်ကိုကန်ချိုးပြီးတီတီငင်ငင်ပဲဆက်ထွက်လာခဲ့ပါတယ်။နောက်တော့ KG ကလမ်းလျှောက်ရတာညောင်းတယ်အနားယူအောင်မှဆိုပြီးလူတွေစော့နေကြတဲ့ဂိမ်းဆိုင်တစ်ခုတည်းကိုဝင်သွားခဲ့ပါတယ်။ထိုဆိုင်တဲကဂိမ်းစော့နေတဲ့လူတယောက်စီကမိစ္ဆာအနံ့ရတာကြောင့် KG ကတိုက်ခိုက်ဖို့ပြေးနေပါတယ်။မင်းကမိစ္ဆာလားလို့မေးလိုက်တဲ့အချိန်မှာတော့အေးငါကမိစ္ဆာပဲငါမင်းနဲ့ရံမဖြစ်ချင်ဘူးလို့အေးအေးဆေးဆေးပဲမိစ္ဆာကပြန်ဖြေပါတယ်။နောက်တော့မိစ္ဆာကပဲမင်းလဲပြင်းရင်ငါနဲ့ဂိမ်းလာစော့ပါလားလို့ KG ကိုပြောပါတယ်။ KG လဲမိစ္ဆာမှာတိုက်ခိုက်လို့စိတ်မရှိတာကိုတတိထားမိတာကြောင့်အခုဆိုရင်မိစ္ဆာနဲ့အတူ KG လဲဂိမ်းဝင်စော့နေတာကိုတွေ့ရမှာပါ။ KG လဲဂိမ်းစော့ရတာကိုအရန်သဘောကျနေခဲ့ပြီးဂိမ်းနိုင်လို့ငွေတွေအများကြီးရလာတဲ့အချိန်မှာတော့ KG ကပင်လယ်စာစားဖို့စိတ်အားထတာနေခဲ့ပါတယ်။မိစ္ဆာကတော့ကောက်ရတဲ့ပတ်စံနဲ့စော့လို့ရလာတာဖြစ်လို့ကို့ငွေမဟုတ်တဲ့အတွက်မတုံးဘူးလို့ပြောပါတယ်။ KG ကတော့ကို့ကန်နဲ့ကိုနိုင်ခဲ့တာကြောင့်တုံးလို့ရတယ်ပြောပြီးပင်လယ်စာရောင်းတဲ့ဆိုင်ကိုခေါ်သွားခဲ့ပါတယ်။ပင်လယ်စာစားရတော့မှကြောင့် KG တယောက်ပျော်လွန်းလို့မျက်ရည်တွေပါကျနေခဲ့ရပါပြီ။ဒါပေမဲ့စားကြည့်လိုက်တဲ့အခါမှာတော့ထင်ထားသလိုဖြစ်မလာပဲမလက်ဆက်တာအပြင်အရသာကစိုးလွန်းနေတာကြောင့် KG တယောက်တတိပါမိတ်သွားခဲ့ရပါပြီ။သူတတိရလာတဲ့အခါမှာတော့မိစ္ဆာကဒီနေရာဟာသူ့အိမ်ဖြစ်ပြီး KG တတိမိတ်နေလို့ခေါ်လာခဲ့တာလို့ပြောပါတယ်။ KG လဲကျေးဇူးတင်နေခဲ့ပြီးမင်းတယောက်တည်းနေတာလားလို့မေးလိုက်တဲ့အခါမှာတော့မိစ္ဆာကသူတယောက်တည်းနေတာဖြစ်ပြီးဒီနေရာလေးကတိတ်ဆိတ်ပြီးရှုခင်းလဲလှတယ်လို့ပြန်ဖြေခဲ့ပါတယ်မင်းကိုဖန်တီးခဲ့တဲ့သူဘယ်မှာလဲလို့ KG ကထပ်မေးလိုက်တဲ့အခါမှာတော့မိစ္ဆာကသူကတနေရာမှာပျော်နေလောက်ပြီလို့ပြန်ဖြေခဲ့ပါတယ်။လွန်ခဲ့တဲ့6လလောက်ကသူ့ကိုမွေးဖွားခဲ့တာဆိုပြီးသူ့ရဲ့အတိတ်ကိုပြန်ပြောပြခဲ့ပါတယ်။ဆေးရုံတစ်ခုမှာတော့မိုရီယိုဆိုတဲ့လူတစ်ယောက်ဟာအစာရင်ကင်းစနောက်ဆုံးအဆင့်ဖြစ်နေတာကြောင့်နောက်တစ်လလောက်ပဲခံတော့မယ်လို့ဆရာဝန်ကပြောနေပါတယ်။မိုရီယိုလည်းမကြခင်တေးတော့မှကြောင့်အယံဝမ်းနေနေခဲ့ပြီး49နှစ်လုံးသူ့ဘဝကဘာမှလည်းမထူးခြားနေခဲ့တဲ့အပြင်အခုချိန်ထိစော်တလောက်တောင်မထားဘူးခဲ့ကကြောင့်လူဖြစ်ရကြိုမနှတ်သေးဘူးငါမသေးချင်းသေးဘူးအသက်ရှင်ချင်းသေးလေလို့អော်လိုက်တဲ့အခါမှာတော့သူ့ရဲ့အသက်ရှင်ချင်းတဲ့စိတ်ကြောင့်မိစ္ဆာတကောင်မွေခွာလာခဲ့ပါတယ်မိစ္ဆာကလည်းနောင်တကင်းကင်းနဲ့တေးလိုက်ငါမင်းအစားအသက်ဆက်ရှင်ပေးမယ်လို့ပြောနေချိန်မှာပဲမိုရီယိုစီကိုဆေးရုံကဖုံးဝင်လာပါတယ်ဟေးမိုရီယိုချန်မင်းမှာဘာယောဂါမှမရှိဘူးကွာ sorry ပါဆေးမတန်မားသွားလို့ဆိုပြီးပြောလာတဲ့အခါမှာတော့မိုရီယိုတယောက်ငါမသေးတော့ဘူးကွာအခုပဲစော်သွားရှာတော့မယ်ဆိုပြီးထွက်သွားခဲ့ပါပြီမိဖစာကလည်းခဏနေပါဦးငါကတော့ဘာလုပ်ရမှာလဲလို့မေးလိုက်ပေမဲ့မမီတော့ပါဘူးငါကသူ့အစာရှင်တန်ပေးရမှာလေသူကမသေးတော့ငါကအမားတစ်ခုကနေမွေးခွာလာတာပဲလို့မိဖစာက KG ကိုပြောပါတယ်သူကအဲ့ဒီနေကစပြီးရည်ရချက်မရှိရှောက်သွားနေခဲ့တာဖြစ်ပြီးမြို့သေးကလူတွေကလည်းသူ့ကိုဘလူးလို့ခေါ်ကြပြီးအနိုင်ကျင့်ကြတယ်လို့ဆက်ပြောပါတယ်။သူကအယံဝမ်းနေခဲ့ရပြီးခန္ဓာကိုယ်ကလည်းတဖြည်းဖြည်းကျုံလာခဲ့တယ်လို့ဆက်ပြောပါတယ်။ KG ကလည်းရည်ရွယ်ချက်မဲ့နေတဲ့ဘဝဆိုတာမရှိဘူးလို့ပြောပြီးမိစ္ဆာကိုအားပေးစကားပြောပါတယ်။နောက်တော့မိစ္ဆာကသူ့ရဲ့အချိန်ပိုင်းလောကကနေဝဲထားတဲ့စကေရဲ့တပလင်းကိုထုတ်ပြလာပြီးအတူတူတောက်ချင်မယ်လို့ KG ကိုပြောပါတယ်။ KG ရဲ့လည်းတောက်ချင်နေတဲ့အတွက်သူတို့မယောက်ပျော်ပျော်ကြီးတောက်ခဲ့ကြပါတယ်။နောက်တော့ KG လည်းအယံမူပြီးအန်နေခဲ့တဲ့အတွက်မိစ္ဆာကအစင်ပြေရဲ့လားလို့မေးပါတယ်။
ဒီအချိန်မှာပဲ KG ကငါမမိုးမို့ဒီနေ့အထူးဆန်းတစ်ခုပြမယ်ကြည်ထားဒါကကြက်အကပဲလို့ပြောပြီးကပြနေတာကြောင့်မိစ္ဆာလည်းတေးထွက်မတဲ့ရဲနေခဲ့ရပါပြီဒီလိုနဲ့ညမီဆောင်လဲထားပါလော KG လည်းမိစ္ဆာကိုနှုတ်ဆက်ပြီးခရီးဆက်ထွက်လာခဲ့ပါတယ်ထိုးချိန်မှာပဲမုံတိုင်းတစ်ခုလာနေလာကို KG ကသတိထားမိသွားပါတယ်တစ်ဖက်မှာတော့မိုးရီထဲမှာပီယိုကိုတယောက် KG ကိုလိုက်ရှာနေတာကြောင့်အလီဇဘက်ကအော်ခေါ်မနေနဲ့တော့သူကနောက်တစ်မြို့ကိုရောက်သွားလောက်ပြီးငါတို့လည်းမုံတိုင်းမလာခင်တဲပူနေရရှာရမယ်လို့ပြောပါတယ်ပီယိုကိုကလည်းရှင်ကဦးလေးကိုအမြဲအနှမ်းချင်လို့ဦးလေးကထွက်သွားတာရှင်ကိုမုံတယ်ဆိုပြီးအလီဇဘက်ကိုပြဿနာရှာနေပါတယ်ထိုးချင်းမှာပဲကျင်နာတက်ကဲကောင်မလေးတယောက်ရောက်လာပြီးမိုးတွေအရမ်းရွာနေတာကြောင့်သူ့အိမ်ကိုလိုက်ခဲ့ဖို့ခေါ်ပါတယ်ထိုကောင်မလေးကမြို့အစွန်ကအိမ်လေးမှာအဖိုးဖြစ်သူနဲ့အတူနေတာဖြစ်ပြီးအလီဇဘက်တို့အိမ်ထဲရောက်တဲ့အခါအိမ်လေးကအမိုးမလုံတာကြောင့်ခွက်လေးတွေနဲ့ရေခန့်ထားရတာကိုတွေ့ရပါတယ်ဖီယိုကိုကတော့ပျော်လို့ခွက်ထဲရေဝင်ကူးနေပြီးကောင်မလေးကတော့မကြမ်းမာတဲ့အဖိုးဖြစ်သူကိုစေးတိုက်နေခဲ့ပါတယ်အလီဇဘက်ကကူညီတဲ့အတွက်ကျေးဇူးတင်ကြောင်းကိုပြောပြီးသူတို့နာမည်တွေကိုမိတ်ဆက်ပေးနေပါတယ်ကောင်မလေးနဲ့အဖိုးကြီးကလည်းကြက်ကစကားပြောတဲ့အတွက်အံ့ဩနေကြပြီးအလီဇဘက်ကလည်းဖုန်းနဲ့ဆိုရင်သူကစကားပြောနိုင်ကြောင်းရှင်းပြပါတယ်။ကောင်မလေးကသူတို့ကိုအစာကျွေးရင်းသူ့ရဲ့ဘဝအကြောင်းရှင်းပြပါတယ်။သူမိပါတယ်ကားတိုက်ခံရလို့တေဆုံးသွားခဲ့တာဖြစ်ပြီးအဖိုးကပဲသူ့ကိုစောင့်ရှောက်ခဲ့တာလို့ပြောပါတယ်။ထိုချိန်မှာပဲအလီဇဘက်ရဲ့ဖုန်းမှာသတင်းတစ်ခုတက်လာပါတယ်။သတင်းမှာတော့အင်အားပြင်းမုန်တိုင်းတစ်ခုလာနေခဲ့ပြီးဒီအိမ်လေးကမြင့်နဲ့နီးတဲ့အတွက်ခထရှောင်တင်တယ်လို့ကောင်မလေးကိုအလီဇဘက်ကပြောပါတယ်။အဲ့ရတဲ့ကအဖိုးကြီးကတော့သူဒီမှာတသက်လုံးနေလာတာ85နှစ်ရှိပြီဖြစ်ပြီးခဏနေရင်မိုးတိတ်သွားမှမို့စိတ်မပူနဲ့လို့ပြောနေပါတယ်။မြို့ထဲမှာတော့လူတွေကိုနေရာရွှေ့ပြောင်းပေးကြဖို့အရေးပေါ်တတိပေးချက်တွေကြီးညာနေပါတယ်။သူတို့အိမ်လေးကိုလည်းလူတစ်ယောက်ရောက်လာခဲ့ပြီးမြေရီရှန်နေတာကြောင့်ဘေးလွရာကိုအမြန်ပြေးကြဖို့တတိလာပေးသွားပါတယ်။ကောင်မလေးလည်းအဖိုးကြီးကိုတွန်းလဲပေါ်တင်ပြီးအလီဇဘက်တို့နဲ့အတူထွက်လာခဲ့ကြပါတယ်။ကဲဆယ်ရီစခန်းကိုရောက်ဖို့တိတ်မလိုတော့တဲ့အချိန်မှာပဲအနောက်ကရေလုံးကြီးလိုက်လာတာကြောင့်သူတို့လည်းတွန်းလဲကိုအမြန်တွန်းရပါတော့လေ။ထို့အချိန်မှာပဲတွန်းလဲဘင်းကမြေထဲကျွံသွားတာကြောင့်အားကုန်တွန်းပေမဲ့မရပဲဖြစ်နေရပါတယ်။အဖိုးကြီးကသူ့ကိုထားခဲ့ပြီးဘေးလွတ်ရာပြေးကြမှုပြောနေပေမဲ့ဘယ်သူမှမပြေးကြပါဘူး။ရေလုံးကြီးနီးလာချိန်မှာတော့ပီယိုကိုလီကမထင်မှတ်ထားတဲ့စွမ်းအားတစ်ခုကြောင့်အသက်ဘေးကနေအားလုံးလွတ်မြောက်သွားခဲ့ကြပါတယ်။တစ်ဖက်မှာတော့မိစ္ဆာကြီးကသူ့တငယ်ချင်း KG အစင်မပြေမှာကိုစိတ်ပူနေခဲ့ပြီးထိုအချိန်မှာပဲအတန်တစ်ခုကြားခဲ့ရပါတယ်။သူအာယုံခံကြည့်တဲ့အခါမှာတော့မကြခင်မှာဆယ်ကြီးကျိုးတော်မှာကိုတတိထားမိသွားပါတယ်။ဆယ်ကျိုးလို့ရေဒီရှန်လာရင်တောင်တိုင်းတွေဝိုင်းထားလေသူတို့မြို့လီရေမြုပ်သွားမှထိတာကြောင့်မိစ္ဆာကြီးကဒီမြို့လူတွေအတွက်စိတ်ပူနေရင်းနဲ့ပဲအပိုင်း9လေးကပြီးဆုံးသွားခဲ့ပါတယ်။နောက်တစ်ပိုင်းလေးကိုလည်းဆက်တင်ပေးသွားမှာမို့သဘောကျရင် like နဲ့ subscribe လေးတွေနှိပ်ပြီးကျွန်တော်ကိုအားပေးခဲ့လို့ရပါတယ်ဗျာ။